ဇာလန်ရဲ့အစစေတံကတော်တကူတွင်ပါမောက်ခတို့ဦးစားတဲ့နေချင်းဆူနီတာအမီရှိကျောင်းတို့တူလီ anterograde amnesia လို့ခေါ်တဲ့ရေရိုမှတ်ဉဏ်ကော်ဆုံးယောဂခံစားနေရသောလူတစ်ယောက်အကြောင်းအစီရင်ခံစာကိုတွေ့ရှိသွားပါသည်သူမကစုံစမ်းရန်ကြိုးစားတော့လဲပါမောက်ခကဤမဟုကိုရဲများကန်ဂရစ်နေတဲ့ဖြင့်တားမြစ်ထားသည်ထို့သောဆူနီတာကဆက်လက်မင်းမြန်းနေတဲ့ဖြင့်လူနာ၏အမိမှာစံကြေးစင်ကန်နီယာဖြစ်ပြီးရခင်ကစီးပွားရေးလုပ်ငန်းရှင်ကြီးတူဖြစ်ကြောင်းထုတ်ဖော်ပြောပြသည်ပါမောက်ခ၏အဆိုအရစံကြေး၏မှတ်ဉဏ်သည်15မိနစ်သာခံပြီးအရာရာကိုမှတ်မိစေရန်တပ်ပုများမှတ်စုများနှင့်ဒုက္ခန္တာကိုပေါ်ရှိတပ်ပုအနကိုအားကိုးနေရသူဖြစ်သည်ထို့နောက်ရုပ်ရှင်သည်စံကြေးထံသို့ကူးပြောင်းသွားပြီးသူသည်လူတစ်ယောက်ကိုရရဆက်ဆက်ရိမ့်နှံ့နီးသည်ကိုပြသသည်ထိုလူကိုတပ်ဖြတ်ပြီးနောက်ဓာတ်ပုံရိုက်ကမှတ်စုစောင်းငယ်တွင်မှတ်သားထားလိုက်သည်စံကြေးသည်သူဖုန်းကိုစစ်ဆေးရမှာကာဂျီနီဆိုသောနာမည်ကိုတွေ့ရှိသည်အတိတ်မှဝိရဝအမှတ်ရစရာများကိုအစပြုစေသည်သူသည်ဤလူကိုလက်လန့်ရှာဖွေနေကြောင်းထင်ရှားသည်သူတို့ကွာသွားပြီးနောက်ရဲအရာရှိအာဂျွန်ဦးဆောင်သောရဲအဖွဲ့နှင့်လူဆိုးကိုင်းသားများရောက်ရှိလာပြီးနှစ်ဖက်စလုံးကစံကြေးကိုလိုက်လံရှာဖွေနေကြသည်စံကြေး၏နေစဉ်ဘဝနှင့်အတိတ်မှတ်ဉဏ်နောက်ပိုင်းတွင်စံကြေးသည်ဂါဂျီနီကိုရှာဖွေရန်မှတ်စုများပစ္စည်းများနှင့်ပြည့်နှက်ထန်နေသည့်ရှုပ်ပွက်နေသည့်သူအိမ်တွင်နိုလာသည်ရေချိုးခန်းမှန်ပေါ်ရှိစာကြောင်းအင်ကြီးချွတ်လိုက်သောအခါသူခန္ဓာကိုယ်တစ်ခုလုံးတွင်အတိတ်ကိုတတိယစေရန်တတူးများပြည့်နှက်နေသည်ရှင်ဘတ်ပေါ်ရှိအကြီးဆုံးတတူးမှာကာဗနာအသက်ခံနေသည်ဟုရေးထားသည်ထိုနည်းတွင်ဆူနီတာသည်စံကြေးကိုလာရောက်တွေ့ဆုံပြီးဆာဆူသောလဲစံကြေးကသူတို့သည်မိတ်ဆွေများမဟုတ်ကြောင်းပြောကငင်းပဲ့သည်နောက်ပိုင်းတွင်စံကြေးအိမ်၌ရှိနေခြင်းတွင်ရဲအရာရှိအာဂျွန်ကခိုးဝင်လာပြီးစံကြေးကိုရိုက်နှက်ပြီးတဲလန်စာရှာဖွေသည်အင်ကိုမွေနော့ကမှဒိုင်ယိုနီစာအများကိုတွေ့ရှိခဲ့သည်အာဂျွန်ပထမဒိုင်ယရီကိုဖတ်လိုက်သောအခါဇလန်သည်အတီးသို့ပြန်လည်ရောက်ရှိသွားသည်